ဒီသတင်းကမနေ့ကထိုင်းနိုင်ငံမှာဖြစ်သွားတဲ့သတင်းလေးပါကျူးလွန်ခံရတဲ့သူတွေကိုကျူးလွန်တဲ့သူတွေကမြန်မာနိုင်ငံသားတွေဖြစ်နေတဲ့အတွက်အစင်မကောင်းဖြစ်မိပါတယ်2026ခုနှစ်ဇူလိုင်လ21ရက်နေ့ထိုင်းနိုင်ငံမှာရှိတဲ့တာပြည်နယ်မဲဆောက်မြို့မှာဖြစ်ပွားခဲ့တဲ့ဒီသတင်းလေးကိုထိုင်းသတင်းဌာနရေးဖြစ်တဲ့ Channel 780လို့သတင်းဌာနတွေကလည်းဖော်ပြထားကြပါတယ်ကျူးလွန်ခံရတဲ့သူကတော့ကိုတန်ကြီးလို့လူသိများတဲ့မြန်မာနိုင်ငံသားဆောက်လုပ်ရေးကန်ထရိုက်တူပါကျူးလွန်တဲ့သူတွေကအသက်29နှစ်ရွယ်ကိုသက်လင်းနဲ့အသက်25နှစ်ရွယ်ကိုစော်မင်းသူတို့ဒါမြန်မာနိုင်ငံသားတွေဖြစ်ကြပါတယ်ဒါပေမဲ့ဒီတော့ကအရင်ကတည်းကရန်သူတွေမဟုတ်ကြပါဘူးသူတို့ကမြန်မာနိုင်ငံသား3ယောက်ဖြစ်ပြီးတော့အလုပ်တူတွဲလုပ်နေကြတယ်ကိုတန်ကြီးကတော့ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းရှင်တူဖြစ်ပြီးတော့ကိုစော်မင်းသူနဲ့ကိုသက်လင်းကတော့ဒါသူရှိမှလှုပ်နေတဲ့အလုပ်သမားတွေဖြစ်ပါတယ်ကိုတန်ကြီးရှိမှကိုသက်လင်းနဲ့ကိုစော်မင်းသူတို့ကအလုပ်လုပ်ခဲ့ကြတာ3လလောက်ကြာမြင့်နေပါပြီပြဿနာကဘယ်ကစလဲဆိုလို့ရှိရင်ရဲတပ်ဖွဲ့ကိုသူတို့ရဲ့ထွက်ဆိုချက်အရသူတို့ကကိုတန်ကြီးရှိမှလှုပ်နေတာအချိန်အဖြစ်3လလောက်ကြာမြင့်နေပါပြီဒါပေမဲ့သူတို့ရတဲ့ရပိုင်ခွင့်ရှိတဲ့သူတို့ရဲ့လောအားကတစ်ခုဖြစ်တဲ့ပေါင်ငွေ1850ဘတ်ကိုဒါကိုတန်ကြီးကမပေးသေးဘူးလို့သူတို့ကပြောပါတယ်ကိုတလင်းနဲ့ကိုစော်မင်းသူတို့ကဒီကိုတန်ကြီးကိုအချိန်ချင်းခါခါတွေသူတို့ရဲ့လောအားကတစ်ခုဖြစ်တဲ့ပေါင်ငွေ1850ဘတ်ကိုတောင်းနေခဲ့ပေမဲ့ကိုတန်ကြီးဖြစ်တဲ့သူကမပေးဘဲနဲ့နေခဲ့တာပါဒါကြောင့်မလို့သူတို့ကဆက်ပြီးတော့လှုပ်မလားလို့မေးမြန်းခဲ့တဲ့အချိန်မှာလေလုပ်ငန်းရှင်ဖြစ်တဲ့ကိုတန်ကြီးကဖြေဆိုခြင်းမရှိဘဲနဲ့ညှင်းဆန်နေခဲ့တာပါကိုတလင်းနဲ့ကိုစော်မင်းသူတို့ရဲ့ပြောကြားချက်အရသူတို့ကအခုလိုမျိုးလောအားကတွေများတော့လို့သူတို့ရဲ့မိသားစုကိုရပ်ပေါင်း4ရက်လောက်ကိုခေါက်သေးကြောက်တွေစားပြီးတော့နေခဲ့ရတာပါတဲ့အဲ့ဒီနောက်မှာတော့သူတို့ကဆုံးဖြတ်တစ်ခုချလိုက်ဟန်တူပါတယ်ကိုတန်ကြီးကိုဖုံးဆက်ပြီးတော့ကိုတန်ကြီးဒီမှာခြံစည်းကိုစောက်လို့ဖို့ရှိတယ်ကိုတန်ကြီးလာပြီးတော့ကြည့်ပေးပါအောင်ဆိုပြီးတော့ကိုတန်ကြီးကိုခေါ်လိုက်တဲ့အချိန်မှာကိုတန်ကြီးကလည်းယုံကြည်ဆက်ရတဲ့သူရဲ့ဆိုပြီးတော့သူ့မှာရှိတဲ့ပစ်ကက်ကားလေးကိုမောင်းပြီးတော့ကိုစော်မင်းသူနဲ့ကိုသက်လင်းတို့ခေါ်တဲ့နေရာကိုသူကရောက်လာခဲ့တာကိုစော်မင်းသူနဲ့ကိုသက်လင်းတို့ကခြုံထဲမှာပုတ်နေပြီးတော့ကိုတန်ကြီးရောက်လာတဲ့အချိန်ကျတော့မှဒီနေရာမှာရဲတပ်ဖွဲ့တွေရဲ့စစ်ဆေးချက်အရသူတို့လိမ့်လေခေါ်ဆောင်ခဲ့တဲ့ကိုတန်ကြီးရောက်လာတော့သူတို့ကလောအားကတစ်ခုဖြစ်တဲ့ဘတ်ငွေ1850ကိုထပ်ပြီးတော့တောင်းဆိုခဲ့ကြပါတယ်အဲ့ဒီမှာသူတို့ကစကားများခဲ့ကြတယ်နောက်ပိုင်းမှာအပြန်လဲတွန်းလာပြီးဖြစ်ကုန်ကြပါအဲ့ဒီအချိန်မှာကိုစော်မင်းသူကဓာတ်ကိုစတင်ထုတ်ခဲ့တယ်လို့ရဲတပ်ဖွဲ့တွေကပြောထားပါတယ်ကိုတန်ကြီးကလည်းလွယ်တကူနဲ့အရှုံးမပေးဘဲနဲ့ပြန်လဲခုခံခဲ့ပါတယ်ဒါနဲ့သူတို့ကရုံးရင်းဆန်ခတ်တွေဖြစ်နေတော့ဇော်မင်းသူရဲ့ခြေထောက်ကိုတော့မှကိုတန်ကြီးကကိုက်လိုက်တယ်လို့ရဲတပ်ဖွဲ့တွေကဖော်ပြထားပါတယ်ဒါပေမဲ့ဒီတစ်စက္ကန့်မှာပဲအားလုံးကပြောင်းလဲသွားခဲ့ပါရဲတပ်ဖွဲ့တွေရဲ့အဆိုအရဇော်မင်းသူကဓာတ်နဲ့ကိုတန်ကြီးရဲ့လေပင်ကိုခုတ်လိုက်ပါဒဏ်ရာကလေပြုံထိနှက်သွားတာကြောင့်အခင်းဖြစ်တဲ့နေရာမှာပဲကိုတန်ကြီးကအသက်ဆုံးရှုံးသွားခဲ့ပါတယ်ဒါတွေမပြီးသေးပါဘူးကိုတန်ကြီးရဲ့လေမှာဝစ်စင်ထားတဲ့ရွှေဆွဲကျိုးသုံးဘက်သားတန်ကိုလည်းသူတို့လောအားကအဖြစ်ယူဆောင်သွားတယ်လို့သူတို့ကဆိုထားပါဒီမှုဖြစ်ပြီးတဲ့နောက်ပိုင်းရဲတပ်ဖွဲ့ကညှော်လုံးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်အဲ့ဒီနေမှာပဲကိုစော်မင်းသူနဲ့ကိုသက်လင်းကိုဒါအခင်းဖြစ်တဲ့နေရာကိုပြန်လည်ခေါ်ဆောင်သွားပြီးတော့တရုတ်ပြတဲ့အနေနဲ့အချိန်အပြည့်မိနစ်30လောက်ကိုတရုတ်ပြတာခိုင်းခဲ့တာအခုချိန်မှာတော့ရဲတပ်ဖွဲ့ကအမှုကိုဆက်လက်ပြီးတော့စုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်တန်တရားရှိသူတွေရဲ့ထွက်ဆိုချက်နဲ့ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်တွေကိုအခြေခံထားတာဖြစ်ပြီးတော့တရားရုံးကနောက်ဆုံးဖြတ်ထားတဲ့အတည်ပြုချက်တွေတော့မဟုတ်သေးပါဘူးလောအားကဘတ်ငွေ1800များခဲ့တဲ့ပြဿနာလူတယောက်အသက်ဆုံးရှုံးသွားတယ်နှစ်ယောက်ကထောင်ထဲရောက်သွားတဲ့အထိဖြစ်သွားခဲ့တဲ့အမှုတစ်ခုပါမိတ်ဆွေတို့အနေနဲ့ရောဒီသတင်းလေးကိုဘယ်လိုထင်မြင်မိလဲကျွန်တော် comment box ထဲမှာရေးပေးခဲ့ပါဦးကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကိုကျွန်တော်တခုလောက်ပဲတောင်းဆိုချင်ပါတယ်ကိုယ့်ရဲ့မြန်မာပြည်သားချင်းချင်းကိုရိုးသားပဲလောက်ကင်စားဆောက်ကြပါမှန်မှန်ကန်ကန်နဲ့တေချာလေးစီနာပါလေးနဲ့လောက်ကင်ပေးကြပါလို့ကျွန်တော်ဒီနေ့လေးပဲမိတ်ဆွေတို့တောင်းဆိုလိုက်ရဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်လာမယ့်သတင်းကြောင်းရဲ့သိရှိဖို့အတွက်ကျွန်တော်ကောင်းလို့ follow လုပ်တော့ခဲ့ဖို့လဲမိတ်ဆွေတို့မြစ်တာရက်ခလိုက်ရဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါခင်ဗျာ